ဒီအင်းကြီးဝုတ်ပြီးလို့ရွာတဲ့ဖြတ်လျှောက်လိုက်လို့ရတော့ကွာအရင်တော့မျက်နှာလွဲသွားတဲ့လူကြီးငါ့ကိုငေးကြည့်မှမရောက်သေးတယ်ဟောဒီမှာတခုကြံနေတယ်ပါတယ်ဩဒါစာရီရေးထားရေးဖတ်လာဟုတ်ဘူးဖေးရဲ့ဒါရဲ့ချွေးနေတာနားကလေးသူ့ဖေးကိုကတော့ဘာအားလာကလေးသူ့ဖေးကိုကတော့လားဒီပစံကြီးဖေးကိုကတော့ဟာအမေတို့ပစံလို့ပါဟုတ်ကွာဆရာမကြည့်ပါဒါသူချွေးနေစားနဲ့ကျုပ်ကိုကတော့လားစိတ်ထဲမကောင်းနေတာဗျာကျုပ်ကမှဒီလိုမျိုးတခါမှမကြုံဘူးဗျာဒီပါဦးဘာပြောမလဲအေးသာရုကွာသာရုမမီးလေးတိုးတက်ပါစေကြီးဝါပါစေလူရဇာနာတလုံးတော့ရပြည့်စုံပြေဝပါစေ